နောက်ဆုံးရောက်တော့မှအဲ့ဟိုကထွက်လာအဲ့ဗာလဲဟေးလူကြီးတချင်းတော့ဖို့တော့ဘာကြောင့်ကြာနေတာမဟုတ်ပါဘူးခင်ဗျားတို့ကျုပ်တို့ကလွမ်းနေတာတချင်းတော့ထွက်ဖို့ဘာကြောင့်အရန်နေကြတာအဲ့ဒီတချောင်းကကျွန်တော်အဲ့လိုပြလိုက်ပဲအဲ့တချောင်းကကျွန်တော်ငါတပုတ်လုံးငါဘယ်လိုမျိုးရေးရမယ်ဆိုတဲ့ဟာမြင်သွားပြီဆိုပြီးအဲ့ကြောင့်မှမြင်လာငါအကုန်လုံးလူတွေအားလုံးရဲ့ comment တွေမှန်သမျှကိုverse တွေမှာထားမယ်ပြီးရင်rap တွေမှာထားမယ်ပြီးရင်ငါပြန်ပြောမဲ့ဟာ can you see me တခုပဲပြီးရင်ဒုတိယပတ်ရောက်လို့ရှိရင်သူတို့အားလုံးရဲ့ comment တွေသူတို့အားလုံးရဲ့ comment တွေကို rap တွေမှာထားမယ်ပြီးရင် can you see me ကငါပြန်ပြောမဲ့ဟာပြီးတော့ကျွန်တော် bridge ကိုဆင်းလာ bridge ကဘာပြောရင်ကောင်းလဲဆိုတော့ bridge ကကြတော့အရင်ဆုံးစထွက်လာတဲ့အချိန်မှာအဲ့ your expectation က my reality မဟုတ်သေးဘူးဗျအဲ့ဒီစတော့ထွက်လာပါဒ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 ါဆိုအဲ့တိုင်းပဲထွက်လာအဲ့ဒီ notes အရင်ထွက်တယ်အဲ့ notes ထွက်ပြီးတော့ on expectation of reality ဆိုတဲ့စကားလုံးသုံးလို့ရှိရင်တော့ဒီနေ့ကအလိုက်ဖတ်ဆုံးပဲဆိုအဲ့ဒီစကားလုံးကိုထည့်တယ်အဲ့ချိန်မှာမှတချင်ရဲ့ frame တစ်ခုလုံးပေါ်သွားအဲ့ဒီ chorus နဲ့ pre chorus နဲ့ရေးပြီးသွားတဲ့အချိန်ထိ rap တွေမပြီးသေးဘူးဗျာဒါပေမဲ့ကျွန်တော်ဘယ်လိုရေးရမလဲဆိုတော့သိပါပြီဗျာကျွန်တော်မရေးသေးဘူးဗျာနည်းနည်းအချိန်ယူသေးတယ်အချိန်ယူသေးတယ်ဆိုတာဘာသာသားထည့်ရမလဲအချိန်ယူတာမဟုတ်ဗျာကျွန်တော်အဲ့လိုနည်းခံစားသေးတာ feel လိုက်သေးတာဒီလိုမျိုးရင်းရမိုက်ပါမလားဒီချက်စင်းthat ငါဒီလိုမျိုးသွားပြလို့ရှိရင်ငါဟိုမှာကျင်းနေရငါခွမ်းနေပြီပြောလိုက်တော့ငါတေးပြီးတော့ဗျာကျွန်တော်တချင်းရေးပြီးကျွန်တော်မပြောင်းညင်ကျွန်တော်အဲ့လိုကျွန်တော်လုံပြီးသွားတဲ့ဟာကိုဗျာပြောင်းရတာအရင်မုန်းတယ်ဗျာတကယ်တည်းဒါပေမဲ့ကျွန်တော်အဲ့လိုလုံပြီးသွားတဲ့ဟာကိုတစ်ဖက်ကအဲ့လိုကြိုက်ဝါမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်အောင်တစ်ခါတည်းလုပ်ချင်တာတစ်ခါတည်းနဲ့ဗျာတစ်ခါတည်းအပီးလုပ်ချင်တာအနုပညာပေါ်မှာလည်းနည်းနည်းလောဘတော့ကြီးရတယ်ပြောရမှာဟုတ်တယ် I think it's good ကောင်းတယ်ပြောင်းရမယ်ဆိုတဲ့အခြေအနေရောက်ရင်လည်းပြောင်းတော့ပြောင်းပါတယ်ကန်ဒီစီမှာလည်းနည်းနည်းပြောင်းလိုက်တာရှိတယ်ပြောင်းလိုက်အဲ့ဒုတိယပိုက်လေးတွေမှာကျွန်တော်ပြောင်းလိုက်တာရှိတယ်ဆိုတော့ဗျာအဲ့မှာကကျွန်တော်ဘယ်လိုမျိုးလုပ်လဲဆိုတော့အဲ့အချိန်ဒီကိုကျွန်တော်ဟိုဟာတီးတဲ့ဘိုင်းကိုကျွန်တော်တစ်စက်မှမလုပ်သေးဘူးဗျာတီးတဲ့ဘိုင်းဘာမှမလုပ်သေးပဲနဲ့ရေးအဲ့ lyric တွေမှန်တယ်အကုန်လုံးခြာရေးပထမပိုက်ပြီးပါဟုတ်ပြီပထမပိုက်ပြီးပါပထမပိုက်မှာကျတော့ကျွန်တော် social media ဟာကိုရေးတာဗျာပထမပိုက်ကအဲကြောင့်မလို့ပထမပိုက်မှာထည့်ထားတဲ့အဲ့ 40 တွေပါတွေကဟို notification အတန်တော့ comment ပေးလို့ရှိရင်တင်းတော့တက်ပေါက်တော့အဲ့လိုအတန်တွေထည့်ထားပြီးတော့ဒုတိယပိုက်ကဟာကျတော့အပြင်ကစကားဝိုင်းဟာကိုထည့်ဒုတိယပိုက်မှာကျအပြင်မှာသူတို့ပြောနေတဲ့ဟာတွေကိုကျွန်တော်ကြားတဲ့ဟာတွေပေါ့ဗျာဗာလဲmanager ဆိုတဲ့သူပဲဆိုတော့သူကမအောင်မြင်တဲ့လောက်အောင်မြင်တဲ့လောက်မအောင်မြင်တာတော့ဘာလို့ဆိုတော့ဒါအဲ့အရက်ဝိုင်းမှာပြောခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်ပြန်ကြားရတာဗျာကျွန်တော်ပြန်ကြားရတယ်ကျွန်တော်အနီးစပ်ဆုံးလူတွေကကျွန်တော်ပြန်ပြောပြအဲ့ဒါတွေကျွန်တော်ကိုးကားပြီးရေးတာပဲပြီးတော့တချို့အဲ့ talent ကြိုက်တဲ့လူစားထိုးလို့ရတယ်လို့ဘာလို့ဆိုတော့လဲဒါပြန်ကြားခဲ့တဲ့ဟာတွေဗျာပထမပိုက်ကိုဒုတိယပိုက်ကောကကျွန်တော်ပြောထားတာမဟုတ်ဗျာတော်တော်များများအဲ့ဒီတချင်းထွက်ပြီးသွားတဲ့အချိန်မှာဘလို့သုံးသက်ကြလဲဆိုတော့လေစီကသူ့ကိုသူပြန် diss တာဆိုပြီးတော့အဲ့လိုသုံးသက်လိုက်ဗျာတကယ်တော့ကျွန်တော် diss တာမဟုတ်ဘူးဗျာကျွန်တော်ကိုပြောတဲ့စကားသံတွေကိုကျွန်တော်ကကြားတယ်သိတယ်ဆိုတဲ့ဟာကိုကျွန်တော်ကပြီးသိတယ်ဒါကိုပြန်ပြောပြဗျာပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြောချင်တာကလည်းမင်းတို့ငါ့ကိုမြင်နိုင်လို့လားဒါပဲဗျာကျွန်တော်ပြန်ပြောချင်တာဒါပဲအဲ့လောက်ဆိုလုံလောက်တယ်ဗျာဟုတ်တယ်မှန်တယ်ကျွန်တော်ဘာမှပြန်ပြီးတော့ဒီဟာကြီးကိုအဲ့လိုအရင်ရှင်းပြနေတယ်မလို့အဲ့နှခွန်းနဲ့ပြီးသွားဟုတ်တယ်အဲ့နှခွန်းပဲကျွန်တော်ပြောပြီး see me your expectation my reality ဒါပဲပြီးပြီအပြည့်စုံဆုံးပဲဟုတ်တယ်အဲ့ဒါကျွန်မပြောရင်းနဲ့ဟုတ်တယ်လေခါကျရင်ရှင်းနေတခွန်းဆိုမပြီးတော့တကယ်သူတို့လည်းဘယ်တော့မှမြင်နိုင်မှာမဟုတ်ဗျာမြင်နိုင်မှာမဟုတ်ဘူးဆိုဘယ်တော့မှတော့မဟုတ်ဗျာအချိန်တကူရောက်ရင်တော့မြင်လာနိုင်လိမ့်မယ်လို့ထင်တယ်အဲ့အကိုရလူတယောက်ကတရားမှတရားဘလို့မြင်နိုင်မှာလဲဆိုတော့ဟုတ်တော့